အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ Ace ကဖတ်ခံရပြီးတော့7 Warlord တွေနဲ့အတူရေတက်ပုံမူကြီး3ယောက်ရဲ့အကာအကွယ်အောက်မှာဆန်ကိုကူကပြည်ရင်တပြမရင်ဂိုဒီရိုဂျာရဲ့သား Ace ဖြစ်ကြောင်းကြေညာခဲ့ပါတယ်ဒီသတင်းကတော့တစ်ကမ္ဘာလုံးကလူတွေကိုတလှုပ်သွားစေခဲ့ပါတယ်ဒီအချိန်မှာပဲ Greg ကတော့ဂိုဒီရိုဂျာ Ace ကိုသူ့လက်ထက်အပ်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်မြင်အောင်နေခဲ့ပါတယ်ဒီအချိန်မှာပဲရုတ်တရက်ပြည်ရင်တပြသင်္ဘောတွေအများကြီးပေါ်ထွက်လာခဲ့ပါတယ် Four Empire ဖြစ်တဲ့ White Breed ရဲ့သင်္ဘောကလည်းစိတ်မြေပြေအလဲကနေထွက်ချလာခဲ့ပါတယ်ရှစ်တပ်သားတွေအားလုံးကတော့ထိတ်လက်ကုန်ကြတာပေါ့ဘာလို့လဲဆိုတော့ Captain White Breed Marco the Phoenix တို့အပြင်အခြား character တွေအားလုံးလည်းပါနေကြလို့ဖြစ်ပါတယ်မော်ဆိတ်ဖြူရဲ့သင်္ဘောကြီးချီတက်လာကြပြီးတော့မတွေ့ရတာကြပြီးတော့ဆန်ကိုကူ Ace တို့အချိန်ခဏပေးလိုက်ပါအောင်ဆိုပြီးတော့မော်ဆိတ်ဖြူကြီးကပြောခဲ့ပါတယ်ဆန်ကိုကူကတော့မင်းတို့အားလုံးဘာလာလောက်ကြတာလဲဆိုပြီးတော့ပြန်မေးခဲ့ပါတယ် Ace ကိုကဲဖို့လာတာပေါ့ငါတို့မိသားစုတွေလေးဆိုပြီးတော့မော်ဆိတ်ဖြူကြီးကပြောခဲ့တာပေါ့ဒီမှာရေတပ်သားတောင်းချီနဲ့ဝါလော့တွေအပြင်ရေတပ်ပုံမူကြီး3ယောက်ပါရှိနေရမင်းတို့မော်ဆိတ်ဖြူပင်လယ်ဓမြတွေဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးချက်ချင်းပဲပြောခဲ့ပါတယ်ဒီအချိန်မှာချက်ချင်းပဲ White Breed ကလည်းသူ့ရဲ့ Devil Fruit အစွမ်းဖြစ်တဲ့ Guranomi ငလင်စွမ်းအောင်တုံးလိုက်ပြီးတော့လိုင်းနေတဲ့သူရေတပ်သင်္ဘောတွေကိုဆွဲမြုပ်ခဲ့ပါတယ်ဒီတပ်သားတွေကတော့အကြီးကျယ်ပဲထိတ်လက်နေကြပါပြီဒီအချိန်မှာပဲဗိုလ်ချုပ်ကြီးအာဂူကီကြီးကလိုင်းနေရောပင်လယ်ပေကြီးတို့ပါခဲချလိုက်ပါတယ် White Breed နဲ့ဗိုလ်ချုပ်ကြီးအာဂူကီကြီးတို့ကလည်းစစ်ပွဲကိုစတင်ခဲ့ပြီးတော့စစ်သားတွေကလည်းစတင်ပြီးတော့လှုပ်ရှားလာပါတော့တယ်ရုတ်တရက်ကမ္ဘာအကျဉ်းဆုံးနံပါတ်1ထားသမားဖြစ်တဲ့မီဟောကမောက်စိတ်ဖြူကို20 legendary shot ထဲမှာပါတယ်သူ့ရဲ့ဓာတ် Blood Sword တွေနဲ့လှမ်းခုတ်လိုက်ပါတယ်အဲ့ဒီခုတ်ချက်ကိုတော့မောက်စိတ်ဖြူရဲ့အဖွဲ့ကတတိယကပတိန်ဖြစ်တဲ့ဒိုင်းမိုးဂျိုဇူကဝင်ထားခဲ့ပါတယ်အဲ့အချိန်မှာပဲဗိုလ်ချုပ်ကြီးခီဇာရူကလည်းသူ့ရဲ့အလင်းစွမ်းအောင်တုံးလိုက်ပြီးတော့ White Breed တို့ကိုစတင်တိုက်ခိုက်လာခဲ့ပါတယ်အဲ့ဒါကိုတော့မာကိုကဝင်ထားပေးခဲ့ပါတယ် Legendary Phoenix တီကိုစားရတဲ့မာကိုကတော့ရေတက်ပူမူကြီးခီဇာရူနဲ့တော့အေးစေးတိုက်ပြခဲ့ပါတယ်မာကိုက Phoenix ငှက်ဖြစ်ပြောင်းလိုက်ပြီးတော့ခီဇာရူရဲ့မျက်နှာကိုဖျက်ကန်ခဲ့ပါတယ်ဟိုကလည်းအေးစေးကာလိုက်ပြီးတော့ရေတက်သားတွေကိုချီတက်ဖို့အမိန့်ပေးခဲ့ပါတယ်ဒီအချိန်မှာပဲဇိုရူကအေးရမရေခဲတုံးကြီးနဲ့ရေတက်စီကိုပစ်ပေါက်ခဲ့ပါတယ်ဒီအချိန်မှာပဲခိုင်းနူကလည်းထလာပြီးတော့သူ့ရဲ့ချော်ရည်လက်သီးနဲ့ရေခဲတုံးကြီးကိုထိုးခွဲပလိုက်ပါတယ်မောက်စိတ်ဖြူကတော့သူ့စီလွင့်လာတဲ့အပိုင်းစားတွေကိုသူ့ရဲ့လက်နဲ့ထိုးယူလိုက်ပြီးတော့လေးနဲ့မှုတ်ချလိုက်တာမီးကြီးငိမ့်သွားပါတယ်စစ်ပွဲရဲ့အလယ်မှာတော့ခိုဘီနဲ့ဟယ်မက်ဘိုတို့ကတော့ကြောက်လန့်နေခဲ့ပါတယ်ရုတ်တရက်လူဘလူးကြီးတကောင်က Ace ကိုကယ်ဖို့ရောက်လာခဲ့ပါတယ်ရှစ်တပ်သားတွေကတော့တနက်နဲ့အဆက်မပြတ်ပစ်နေပေမဲ့လည်းသူ့ဘော်တော့မတက်ရောက်ခဲ့ပါဘူးသူကတော့ Ace ကိုကယ်ဖို့ဆက်လက်ချီတက်ပြီးတိုက်ခိုက်နေခဲ့ပါတယ်ရှစ်တပ်ရဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေကြားထဲမှာပါဘိုဟန်ကောကတော့ရှစ်တပ်သားတွေရောပင်လယ်ဓမြတွေရောတိုက်ခိုက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမရဲ့နှလုံးသားထဲမှာလူဖီတယောက်တည်းရှိနေလို့ပဲဖြစ်ပါတယ်ရုတ်တရက်7 Warlord တွေကတယောက်ဖြစ်တဲ့ခုမှရောက်လာပြီးတော့သူ့ရဲ့ Devil Fruit အစွမ်းနဲ့ Giant ကြီးကိုအထိနာအောင်လုပ်ခဲ့ပါတယ် Giant ကြီးနဲ့ Ace နှစ်ယောက်ကတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတော့အရင်ကသူတို့ရဲ့အမှတ်တရတွေကိုတတိယနေကြပါတယ်7 Warlord တွေကတယောက်ဖြစ်တဲ့ဒိုဖလမင်ကိုရောက်လာပြီးတော့မထင်မှတ်ပဲ Giant ကြီးရဲ့ခြေထောက်နှစ်ဖက်ကိုဖျက်ပလိုက်ပါတယ် Ace ရဲ့အနာကိုရောက်ခါနီးမှာပဲ7 Warlord တွေကနောက်တစ်ယောက်ဖြစ်တဲ့မာကိုရဲ့လက်ချက်နဲ့တိတ်ဆုံးသွားခဲ့ပါတယ်အဲ့ချိန်မှာပဲ White Breed ကထက်ရောက်လာပြီးသူ့ကိုပစိန်နဲ့ခုတ်တဲ့ကောင်အောင်ပြင်းနေပါတယ်ပြီးတာနဲ့ဓမြတွေကိုချီတက်ဖို့အမိန့်ပေးလိုက်ပါတယ်တပ်သားတွေကလည်း Giant ရင်းနဲ့အပေါ်ကနေတက်ပြီးတော့ဂိတ်ထဲကိုဝင်နေကြပါပြီဒီအချိန်ခိုဘီကတော့ကြောက်လို့ရှောက်ပြေးသွားနေပါတယ်ဒီအချိန်အခိုင်းနုနဲ့ရေတပ်သားတယောက်ကစကားပြောနေတာကိုချောင်းကြည့်ခဲ့ပြီးတော့အခိုင်းနုကတော့ကြောက်ပြီးထွက်ပြေးနေတဲ့ကောင်တွေကိုအမုန်းဆုံးပဲလို့ပြောနေခဲ့ပါတယ်ဒိုဖန်လင်ကိုကတော့ပင်လယ်ဓမြတယောက်ကိုထိန်းချုပ်ပြီးတော့ကိုလူတွေကိုလိုက်တက်ခိုင်းနေပါတယ်ပင်လယ်ဓမြတွေကမကောင်းမှုရေတပ်ကသာတရားမျှတမှုဆိုပြီးပြောခဲ့ပါတယ်ဆာကိုကူကလည်းအခြားစီစဉ်တွေလုပ်နေတော့မှပဲ Greg ကကွန်မြက်စင်ပေါ်တက်လာပြီးတော့ Ace နဲ့စကားပြောခဲ့ပါတယ် Greg က Luffy နဲ့ Ace ငငယ်တော့ရေတပ်ထဲဝင်မှုတိုက်တိုးခဲ့ပေမဲ့လည်းငင်းခဲ့ကြပါတယ်ဒီအချိန်ဟိုငနေရတော့စားစရာတွေအကုန်ကြိတ်လိုက်ပါပြီဒီအချိန်မှာပဲကောင်းကင်ဘုံကနေပြီးတော့တင်မောကြီးတစည်းနဲ့တူ Luffy တို့ပြုတ်ကျလာပါတယ်ဘယ်လိုဖြစ်ရလဲဆိုတော့မုံစိတ်ဖြူလောက်လိုက်တဲ့လှိုင်းတွေအပြင်အာဂူကီဂျီလောက်လိုက်တဲ့ရေခဲတွေကခွဲနေရတာမလို့ပါအောက်ပြုတ်ကျလာတော့ရေထဲကိုပြုတ်ကျလို့ဂျင်မီကကယ်ပဲရရပါသေးတယ်လူဖီတတိယလာနဲ့ချက်ချင်းပဲစစ်ပွဲတွေကိုဝင်ပြီး Ace ကိုရှာပါတော့တယ် Ace ကိုကွန်မြက်စင်ပေါ်မှာတွေးလိုက်ရတဲ့လူဖီကတော့တော်လေးကိုပျော်သွားပြီးတော့ပြုံးပြီးသွားခဲ့ပါတော့တယ်ဒီလိုနဲ့ပဲဂျင်မေခရကိုဒိုင်းနဲ့အင်ဗယ်ဒေါင်းအကျဉ်းသားတွေနဲ့အတူလူဖီတို့စတဲ့တိုက်ပွဲဝင်ကြပါတော့တယ်နေဗီတွေကတော့စိတ်မသက်မသာဖြစ်နေကြပြီးတော့ဆန်ကိုကူကမင်းမြေးပဲမလား grab ဆိုပြီးတော့မေးနေခဲ့ပါတယ်ဒီကောင်တွေဘာလို့တဖွဲဖြစ်နေကြရလဲဆိုပြီးတော့ဆန်ကိုကူကတော့တွေးနေခဲ့ပါတယ်ခရကိုဒိုင်းကမောက်စိတ်ဖြူကြီးကိုမြင်တာနဲ့ဆဲဆိုပြီးတော့ပြေးရိုက်ပါတော့တယ်ဒါတော့လူဖီကတားလိုက်ပြီးတော့ထပ်မလုပ်ဖို့ပြောခဲ့ပါတယ်လူဖီနဲ့ခရကိုတိုင်းနှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲအနောက်ကနေကောက်ရိုးအထုပ်ကိုမြင်ပြီးတော့ရှမ်းရဲ့အထုပ်မှန်တီးသွားခဲ့ပြီးတော့ရှမ်းကပေးခဲ့တာကိုလည်းတီးသွားခဲ့ပါတယ်မောက်စိတ်ဖြူကြီးကတော့သူ့ရှိရဲ့မှာပိတ်ရက်နေတဲ့လူဖီကိုမင်းဘသူရဲ့ရှိမှာရက်နေရတာလဲတီးလားလို့မေးခဲ့ပါတယ်လူဖီကတော့မင်းလည်းပင်လယ်ဓမြဘေးဖြစ်နေတာမလားပင်လယ်ဓမြဘေးကငါပဲဖြစ်မှာကွာဆိုပြီးပြောခဲ့ပါတယ် Four Empire တွေကတယောက်ဖြစ်တဲ့ White Breed ကိုစင်ခေါ်လိုက်တဲ့လူဖီကိုတော့ရှစ်တပ်သားတွေရောပင်လယ်ဓမြတွေကပါအံ့ဩသွားခဲ့ပါတယ်မောက်စိတ်ဖြူကြီးကတော့စိတ်ဆိုးမသွားပဲနဲ့သူ့ကို Ace ကိုလာကယ်တဲ့ညီလေးကိုသဘောကျသွားခဲ့ပါတယ်ဘကီနဲ့မစ္စတာ3တို့ကတော့ဒီကောင်လေးမောက်စိတ်ဖြူကြီးကိုမခန့်လေးစားသွားလို့နေဆိုပြီးတခုခုဖြစ်မှာကိုလန့်နေကြပါတယ်
လူဖီကပဲစစ်ပွဲကိုဦးဆောင်ပြီးတော့အရှိဆုံးကနေပြေးဝင်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲကျန်တဲ့လူတွေကလည်းစစ်ပွဲတွေကိုဝင်ပြီးတော့တိုက်ခိုက်ကြပါတော့တယ်ဒီအချိန်မှာပဲကီဆာရူကလူဖီကိုတိုက်ခိုက်ခဲ့လို့အီဗန်ကုတ်ကလည်းတွန်းပြီးတော့တိုက်ခိုက်ချက်ကိုရှောင်ရှားခိုင်းလိုက်ပါတယ်ဒီအချိန်ခူမာထလာတော့အီဗန်ကုတ်ရောက်လာပြီးတော့ခူမာကိုငါထိန်းထားလိုက်မယ်ဆက်သွားဆိုပြီးတော့လူဖီကိုပြောခဲ့ပါတယ်ခူမာနဲ့အီဗန်ကုတ်ကအရင်တော့တငယ်ချင်းတွေဖြစ်ခဲ့ကြပြီးတော့တဖွဲထဲမှာအလုပ်လုပ်ခဲ့ကြတာမို့လို့ဖြစ်ပါတယ်ဒီလိုနဲ့လူဖီကဆက်သွားနေတော့ဟီနာရဲ့တန်ကလကာထဲမှာညှက်ခဲ့ရပြီးတော့ဂီယာ2နဲ့ကြောဖိတ်ခဲ့ရပါသေးတယ်ဒီအချိန်မော်ရီယာခုံဆင်းလာပြီးတော့ဇိုမီတွေနဲ့လူဖီကိုနှောက်ယှက်ပါတော့တယ်အဲ့အချိန်ဂျင်မေကလည်းပင်လယ်ရင်နဲ့ပတ်လိုက်ပြီးတော့ရှင်းပြခဲ့ပါတယ်လူဖီကျေးဇူးတင်နေတော့မှရေတပ်သားတွေရောက်လာလို့ရိုက်ထုတ်ပေးလိုက်ရပါသေးတယ်အစ်ကလည်းပြန်တော့လူဖီမဖြစ်နိုင်ဘူးဆိုပြီးတော့အော်ပြောနေခဲ့ပါတယ်လူဖီကတော့မတော်ဘူးမင်းကငါ့အကိုကြီးပဲငါရောက်ကဲမယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်ဒီစကားရေတပ်သားတွေကိုလန့်သွားစေခဲ့ပါတယ်ရိုဂျာမှာနောက်ထပ်သားတစ်ယောက်ရှိနေသေးတယ်ဆိုပြီးအားလုံးကစေးစမ်းနေခဲ့ပါတယ်ဒီအချိန်ဂျိုင်းရေတပ်သားတစ်ယောက်ကလူဖီကိုအာသီးလာရောက်နေပါသေးတယ်ရုတ်တရက်ဆန်ကိုကထကြင်ညာလိုက်တယ်လူဖီကအေးစက်ညီတွေမကောက်ဘူးတော်လေးတက်ကဒရန်ကိုရဲ့တားအောင်ပါဆိုပြီးကြင်ညာခဲ့ပါတယ်ဒီသတင်းကအားလုံးကိုအံ့ဩသွားစေခဲ့ပါတယ်စမော့ကာကလည်းအရင်ကလူဖီကိုဒရန်ကဘာကြောင့်လာခဲ့ရလဲဆိုတော့အခုမှနားလည်သွားခဲ့ပါတယ်သတင်းတောက်တွေကလည်းဒီသတင်းကိုအမိရရိုက်ကူးနိုင်ဖို့အတွက်ပြင်ဆင်နေကြပါတယ်ဒီချိန်မော့စစ်ဖြူကြီးကမာကိုလူဖီမသေးသေးနဲ့လို့ပြောခဲ့ပါတယ်လူဖီကတော့တောက်လျှောက်တိုက်ရိုက်ရနေပေမဲ့လည်းအစ်ကတော့သူများတွေသူ့အတွက်နဲ့တိုက်ခိုက်နေကြချိန်သူဘာမှမလုပ်နိုင်လို့စိတ်ညစ်နေရပါတယ်လူဖီတယောက်အဆက်မပြတ်တိုက်ခိုက်နေရတော့ထပ်ပြီးတိုက်ခိုက်နေခဲ့ပါတယ်ဒီချိန်ဘက်ကီကဟိတ်ကြီးပန်ကြီးနဲ့စကက်ကြီးစကဲကျဲတွေပြောနေခဲ့ပါတယ်ဒါပေမဲ့သူဒီစစ်ပွဲတွေကနေထွက်ဖို့နီးလန့်ရှာပေမဲ့ဘလို့မှမဖြစ်နိုင်ပါဘူးမော့စိတ်ဖြူကြီးကဘက်ကီကိုမြင်သွားပြီးတော့ပင်လယ်တမြရိုဂျာတင်မောပေါ်မလားလို့မေးခဲ့ပါတယ်မော့စိတ်ဖြူကတော့ဘက်ကီကိုတီးတယ်ဆိုပြီးတော့ဘက်ကီရဲ့ငဘောအဖွဲ့သားတွေကတော့ပို့ပြီးတော့ယုံကြည်ကိုးကွယ်နေကြပါတယ်လူဖီအီဗာဂွတ်နဲ့ဂျင်ဘေတို့ပြန်စုမိသွားပြီးတော့အဖွဲ့လိုက်တိုက်ခိုက်ကြပါတယ်မော်ရီယာရောက်ရှိလာပြီးဂျင်ဘေကမော်ရီယာကိုရင်ဆိုင်ပါတော့တယ်မော်ရီယာရေတပ်သားတွေအရေးတွေကိုဖျက်ယူလိုက်ပြီးတော့သူ့ကိုယ်သူအင်အားဖြည့်ပါတယ်အဲ့ဒါကိုဂျင်ဘေကတစ်ချက်ပဲထိုးချလိုက်ပါတယ်ဒီချိန်စမောကာရောက်လာပြီးလူဖီနဲ့တိုက်ခိုက်ခဲ့ပါတယ်ဟာကီမတက်သေးတဲ့လူဖီကတော့စမောကာကိုဘလို့မှမရှင်နိုင်ဖြစ်နေခဲ့ပါတယ်လူဖီကိုဖမ်းချုပ်ထားပြီးတော့ဒီတစ်ခါတော့မင်းကိုကယ်ဖို့ဘယ်သူမှမရှိဘူးဆိုပြီးပြောခဲ့ပါတယ်အဲ့ချိန်မှာပဲပူဝါဟန်ကိုကဒေါသကြီးနဲ့ရောက်ချလာပြီးတော့စမောကာကိုတီးနေတဲ့အချိန်လူဖီကိုမြင်လိုက်ရတော့အချစ်စိတ်တွေကြွလာလို့လူဖီကိုအစ်လက်ထက်ရဲ့တော့ပေးလိုက်ပါတယ်လူဖီကတော့ရတော့ပျော်ပြီးဟန်ကိုဖတ်ခဲ့ပါသေးတယ်ပေးလေတမတယောက်ကိုဟန်ကိုကဒီလိုဆက်ဆံနေခဲ့တာကိုရေတပ်သားတွေကတော့ကြောင်နေကြပါတယ်ဟန်ကိုကတော့သူနဲ့လူဖီတို့ဖတ်ခဲ့ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်မင်္ဂလာဆောင်နေတာကိုစိတ်ကူးရင်နေခဲ့ပါတယ်ဒီလိုနဲ့လူဖီပြေးထက်သွားပြီးတော့စမောကာကလမ်းလျှော့သေးပဲဆက်လက်တိုက်ခိုက်နေတော့မှာပဲဟန်ကိုကဝေထားခဲ့ရပါသေးတယ်လူဖီဆက်ပြေးလာပြီးတော့အီဗာဂွတ်နဲ့တူခူမာဒိုဖရမီကိုတို့နဲ့ရင်ဆိုင်ရပါတော့တယ်ဒိုဖရမီကိုကခူမာကိုစိတ်ရုပ်တကောင်ဖြစ်ဒေါက်တာဗီယာကပြောင်းခဲ့တာဖြစ်ပြီးတော့အခုဆိုရင်သူကအစိုးရအမဲကိုနာခံနေရတဲ့ခွေးတကောင်ဖြစ်နေပြီလို့ပြောခဲ့ပါတယ်ခူမာလည်းထပြီးတော့လူဖီနဲ့အီဗန်ကုတ်တို့နှစ်ကောင်ကိုလေသာနဲ့ပစ်လိုက်ပါတယ်အီဗန်ကုတ်ကလည်းခူမာကိုသူ့ရဲ့ဒီဘယ်ဖလူအဆန်ဘာမှမသိတဲ့မျက်နှာတွေအများကြီးနဲ့ခူမာကိုတိုက်ခိုက်ခဲ့ပါတယ်အဲ့အချိန်ခရက်ကိုတိုင်းကတော့မော့စစ်ဖြူကြီးကိုပဲတိကျထားပြီးတိုက်ခိုက်နေခဲ့ပါတယ်ဒါပေမဲ့ဂျိုဇူရှိနေတာမလို့ခရက်ကိုတိုင်းမှာအခွင့်အရေးမရရှိခဲ့ပါဘူးဒီအချိန်ဒိုဖရမီကိုရောက်လာပြီးတော့ဂျိုဇူကိုချုပ်နှောင်ထားခဲ့ပါတယ်ဒီလိုနဲ့လူဖီဆက်သွားနေတော့မှာပဲမီဟော့နဲ့ထိုက်တိုက်တိုးပါတော့တယ်လူဖီကဂီယာ2နဲ့ကြိုးစားတိုက်ခိုက်နေပေမဲ့လည်းတစ်ဖက်ကမီဟော့ဖြစ်နေတာမလို့တီးခံနေခဲ့ရပါတယ်ဒီအချိန်ဂျင်မေရောက်လာပြီးတော့မီဟော့ကဘာလို့လူဖီကိုကာကွယ်ပေးနေရလဲလို့မေးခဲ့ပါတယ်နှစ်ယောက်လုံးကစကားပြောပြီးရတယ်ထတီးကြပါတော့တယ်ဂျင်မေလည်းမီဟော့ကိုမနိုင်ဘဲနဲ့ရေရောက်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်အဲ့အချိန်လူဖီကပြန်ထလာပြီးတော့ကိုမီလိုလုံးနေတော့မှပဲသူ့လက်နှစ်ဖက်လုံးပြတ်သွားတဲ့ဖြစ်ရကိုမြင်ရလာခဲ့ပါတယ်ဒီလိုနဲ့ရှောက်ထိုးမိလိုက်တဲ့အချိန်မှာပဲမီဟော့ကခုတ်ထဲလိုက်တာနဲ့ရေကုန်းလုံးကြီးပါပြတ်ထက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းဒိုဖမ်လင်ကိုကခရက်ကိုတိုင်းကိုသူနဲ့တူပူပေါင်းမှုစီးရုံတာကိုလက်မခဲဘဲနဲ့တဲမုံတိုင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်လူဖီကမီဟော့လက်ကနေပြင်းနေတော့မှပဲမုံတိုင်းနဲ့ဘက်ကီကိုတွေးလိုက်ရပါတယ်အဲ့ဒါနဲ့ဘလို့မှခုတ်လို့မရတဲ့ဘက်ကီကိုဆွဲယူလိုက်ပြီးတော့အချိန်ဆွဲခိုင်းလိုက်ပါတယ်အဲ့ဒါတော့မီဟော့လမ်းခုတ်လိုက်လို့လမ်းမှာခလုတ်တိုက်နေတဲ့အချိန်မှာမော့စိတ်ဖြူကြီးရဲ့အဖွဲ့က9ယောက်မြောက်ကပတိန်ဗီစတာရောက်လာခဲ့ပါတယ်ဒီတစ်ခါမှလည်းလူဖီတယောက်ပြေးဖို့အခွင့်အရေးရသွားခဲ့ပါတယ်လူဖီရဲ့အကြီးမားသောအားသာချက်ကတော့သူ့အနာရှိတဲ့လူတိုင်းကိုမိတ်ဆွေအဖြစ်ပြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်ဆိုတာကိုမီဟော့ကသဘောပေါက်သွားခဲ့ပါတယ်ဒီအချိန်မှာပဲခီဇာတို့ကသူတို့ရဲ့လှုပ်ဝက်တပ်ဖွဲ့တွေကိုချပြခဲ့ပါတယ်ဒါတွေကတော့ခူမာရဲ့ကိုပွားတွေဖြစ်ပြီးတော့သူတို့ကိုပစီဖီစတာတွေလို့သိကြပါတယ်အရင်ကဆိုတကောင်ရဲနဲ့တင်အကုန်ဖေဖဲတွေဖြစ်ကုန်ကြပြီးတော့ခွေးဖိနေကြတာပါအခုလိုအများကြီးကိုမြင်လိုက်ရတော့အံ့ဩနေခဲ့ကြပါတယ်ဆူဗာနိုဗာနဲ့ပစီဖီစတာတွေအပြန်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးတော့ပြည်နယ်လူများတွေဘက်ကပို့ပြီးတော့အထိနာနေခဲ့ပါတယ်ပစီဖီစတာတွေရဲ့လုံနိုင်စမ်းတွေမြင်လာရတဲ့လူတွေကတော့အားသိနေကြပါတယ်ဒီလိုနဲ့လူဖီဆက်သွားနေတော့မှပဲခီဇာတို့ရောက်လာပြန်ပါတယ်ဒီအချိန်ဂျင်မီနဲ့မော့စိတ်ဖြူအဖွဲ့ရလူတွေကလည်းရောက်လာလို့လူဖီကတ်ကောင်းသွားခဲ့ရပါတယ်ဆန်ကိုကူကတော့ဒီလိုအခြေအနေကြီးတွေကိုပြည်သူလူထုတွေတွေ့သွားမှမလို့လားမို့လိုက်လွတ်နေတာကိုရပ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီချိန်လူရှင်တော်ဘက်ကီကတော့လိုက်ကိုခိုးလွှင့်ဖို့လုပ်နေပါတယ်
ဘဂီကတော့ဓာတ်ရိုက်ထုတ်လွှင့်တဲ့ခရုတွေနဲ့အမှန်ကန်တိဆက်နေပါတော့တယ်ဘဂီကတော့ဓာတ်ရိုက်ထုတ်လုပ်နေပြီးတော့ဒါကိုတိသွားတဲ့ဆန်ကိုကတော့ပောက်ကွဲနေခဲ့ပါတယ်ဒီအချိန်မုတ်စိတ်ဖြူကြီးစစ်ပွဲရဲ့အခြေအနေကိုကြည့်နေတော့မှပဲ Square တို့ရောက်ရှိလာပြီးစကားပြောခဲ့ပါတယ်မာကိုကတော့ဒီကောင်တွေဘာတွေကြံနေရလဲလို့တွေးနေခဲ့ပါတယ်ဒီအချိန်မှာပဲ Square တို့ကမုတ်စိတ်ဖြူကြီးရဲ့ရေဘက်တက်တဲ့ကိုဓာတ်နဲ့ထပြီးထိုးလိုက်ပါတယ်ဒီဖြစ်ပျက်ကိုတော့အားလုံးမြင်သွားပြီးအံ့ဩနေခဲ့ပါတယ်မာကိုလည်းချက်ချင်းရောက်ရှိလာပြီးတော့ Square တို့ရဲ့ခေါင်းကိုစုပ်ကန်ပြစ်လဲလိုက်ပါတယ် Square တို့ကမုတ်စိတ်ဖြူကြီးနဲ့သူသဘောတူညီတဲ့တစ်ခုလုပ်ထားတယ်လို့ပြောခဲ့ပါတယ်မော်စိတ်ဖြူကြီးကသူ့ရဲ့မိသားစုတယောက်လို Ace ကိုတတ်မှတ်ထားပြီးတော့နောက်ထပ်ပြည်လဲဓမြဖရင်အစ်စ်ကိုဖြစ်စေခဲ့တာပါဒီချက်တွေကြောင့်ပဲဒီကိုလာပြီးစစ်ပွဲကြီးကိုဖြစ်စေခဲ့တာပါဘလောက်မိုင်မင်းနေပါစေငါးဖွဲ့ဝင်ကငါးမိသားစုပါပဲလို့မော်စိတ်ဖြူကြီးကပြောခဲ့ပါတယ် Square ကလည်းနားလည်သွားပြီးတော့ငိုနေခဲ့ပါတယ်မာကိုကတော့ဓာတ်တို့ခံလိုက်ရတာမို့မော်စိတ်ဖြူကြီးကိုပဲရေးကြီးနဲ့စောင့်ကြည့်နေခဲ့ပါတယ်ဒီအချိန်မှာပဲမော်စိတ်ဖြူကြီးကသူ့ရဲ့ဂူရာနိုမီဆက်ကိုထပြီးသုံးပါတော့တယ်အဲ့အချိန်ရေခဲတွေကလည်းကွဲပြီးကျသွားပါတော့တယ်ဒီချိန်မှာပဲအားလုံးကိုစုတ်ခွာဖို့အမိန်ပေးနေပေမဲ့လည်းအားလုံးကတော့စိတ်တွေတက်ကြနေရပါပြီဒီလိုနဲ့မော့စိတ်ဖြူကြီးကသူ့ရဲ့တင်းမဲဝါကနေပြီးတော့ခုန်ဆင်းလာခဲ့ပါတော့တယ်ဆက်ကိုကူကတော့လူတိုင်းအောင်တတိထားဖို့ပြောနေခဲ့ပါတယ်ဘာလို့ဆိုမော့စိတ်ဖြူကြီးက Wall Strong Man ဖြစ်နေလို့ပါပဲရှီတက်ကမော့စိတ်ဖြူကြီးကိုအမြောက်တွေနဲ့ဝိုင်းပစ်ခဲ့ကြပေမဲ့သူ့ဆွမ်းရဲ့လက်သီးတစ်ချက်ကအကုန်လုံးကိုရှင်းပြနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ဘယ်မှမသိတဲ့ဂျိုင်းရဲ့ရေတသားတစ်ကောင်ကအပေါ်ကနေဓာတ်နဲ့ခုတ်ချလိုက်ပါတယ်အဲ့ဒီခုတ်ချက်ကိုတော့မော်စိတ်ဖြူကြီးကအသားလေးကာပြခဲ့ပြီးတော့ပြန်တိုးထုတ်လိုက်ပါတယ်ပြီးရတယ်သူ့ရဲ့ငလင်အစမ်းကိုစတင်သုံးပါတော့တယ်ရေတက်ဌာနချုပ်ကြီးရောရေပြင်းတွေပါစောက်ထုံးမုံမြော်တွေရောဖြစ်ကုန်ပါတယ်ဒါကိုမြင်လိုက်ရတဲ့လူဖီကတော့အံ့ဩနေခဲ့တာပေါ့ငလင်လောက်တာရက်သွားပြီးတဲ့နောက်မှာတော့ခိုဘီကရေတက်ရဲ့90%လောက်ပျက်စီးသွားတာကိုမြင်လိုက်ရပါတယ်ဒီအချိန်မှာပဲခုနကဂျိုင်းရဲ့ရေတက်သားထပ်ပြီးတော့လာတိုက်ပါတယ်အဲ့ဒါနဲ့မော်စိတ်ဖြူကြီးကငလင်လက်သီးတစ်ချက်နဲ့ထပ်ကျွေးလိုက်ပါတယ်ပင်လယ်လိုင်းတွေကကွက်မျက်စင်ပေါ်ထိကိုရောက်လာခဲ့ပြီးတော့ဒါတော့ရေတက်ရဲ့ဘုံကြီး၃ယောက်ကဖြစ်ရှင်းနေကြပါတယ်ဒီအချိန်ပင်လယ်ဓမြတွေကချီတက်နေတော့ဖြစ်ပြီးတော့လူဖီက AC တောက်ဖို့လက်ကိုစထုတ်ခဲ့ပါတယ်ဒီလိုနဲ့ရုတ်တရက်ရေတက်ဘက်ကနေပြီးတော့နေရန်ကြီးကိုဖန်တီးလိုက်ပြီးတော့ပင်လယ်ဓမြတွေကိုဖမ်းလိုက်ပါတော့တယ်ပင်လယ်ဓမြတွေအားလုံးလည်းနေရန်ကြီးကိုဘလို့မှကြော်ဖြတ်လို့မရဘဲနဲ့ပိတ်မိနေခဲ့ကြပါတယ်အခိုင်တို့ကတော့ဒီနေရန်ကြီးအထဲကိုချော်ရည်လက်သီးတွေမိုးလို့ရွာသေးခဲ့ပါတယ်ဒီတိုက်ခိုက်ချက်ရဆိုရင်တော့မော်စိတ်ဖြူနဲ့ပင်လယ်ဓမြတွေအားလုံးကိုဒုက္ခအကြီးကြီးရောက်စေခဲ့ပါတယ်။ချော်ရည်တွေကြောင့်ကျမ်းမြာရေခဲတွေကလည်းအရေးပြောကုန်ပြီးတော့ပင်လယ်ဓမြတော်တော်များလည်းရေထဲကိုပြုတ်ကျကုန်ကြပါတယ်။ဒီချိန်မော်စိတ်ဖြူကြီးကသူ့ရဲ့ငလင်လက်သီးနဲ့နရံကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့လည်းတမ်မဏိအကာအကွယ်ကိုမချိုးဖျက်နိုင်ခဲ့ပါဘူး။ပြီးကြတဲ့အခိုင်းတို့ကလည်းမော်စိတ်ဖြူကြီးတို့ရဲ့တင်မောကိုချော်ရည်နဲ့ဖျက်ဆီးလိုက်ပါတော့တယ်။ Ace ကတော့သူဘာမှထားမလုပ်နိုင်ပဲနဲ့ထိုင်ကြည့်နေရလို့စိတ်တွေညစ်နေခဲ့ပါတယ်။ဆန်ဟူကူကလည်း Ace ကိုချက်ချင်းကွက်မြက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့လူဖီကတော့လက်မလျှော့ပဲသူ့ကို Ace ကိုကယ်ဖို့ကြိုးစားနေခဲ့ပါတယ်။ရေတက်တွေကလူဖီကိုအဆက်မပြတ်ပစ်နေခဲ့ပြီးတော့ရေထဲကိုကျသွားခဲ့ရပါတယ်။ဒီတစ်ခါလဲဂျင်မယာပဲကယ်ပေးလိုက်ပြန်ရပါတယ်။ဒီအချိန်လဲကျနေတဲ့ Ace ကတကယ်ချင်းဂျိုင်းရပြန်ထလာပြီးတော့ Ace ကိုကယ်ဖို့ကြိုးစားနေတော့မှာပဲ။ဒီအချိန်ဂျင်မယာကိုလူဖီကအကူအညီတောင်းနေခဲ့ပြီးတော့ခီဆာရူကဂျိုင်းကိုလေဆာနဲ့ပစ်ပြီးအဆုံးသတ်တော့မဲ့အချိန်မှာဂျင်မယာလူဖီကိုဗိုလ်ချုပ်ကြီး၃ယောက်ရဲ့အရှိကိုပစ်လိုက်ပါတယ်။ရှစ်တက်ဗမူးကြီးတွေကတော့ Dragon ရဲ့တာမင်းကိုမင်းအဟုတ်ကြီးထင်နေနေနဲ့မင်းတကယ်လုံးနိုင်မှာလားဆိုပြီးတော့လှောင်နေခဲ့ပါတယ်။လူဖီကသူကင်လာတဲ့တင်မောတိုင်ကြီးနဲ့ပစ်ထည့်လိုက်ပါတော့။ဒါကိုတော့အာအူဂီကြီးကခဲပြီးပဲပြလိုက်တဲ့အချိန်လူဖီကခြေထောက်နဲ့အဆက်မပြတ်ကန်ခွဲလိုက်ပါတယ်။လူဖီကဂီယာ2နဲ့မိကိုတွေကြားကနေပြီးတော့ရှစ်တက်ဗမူးကြီး၃ယောက်ကိုဖျက်ကျော်လာနိုင်ခဲ့ပြီးတော့မှခီဆာရူကအလင်းရဲ့အမြန်နှုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့လူဖီတယောက်အပြင်းထန်ဒဏ်ရာရနေခဲ့ပြီးတော့Ace ကိုကွက်မဲ့တော့မဲ့အချိန် Crocodile ကကွက်မဲ့ရေးသမား2ယောက်လုံးကိုတဲနဲ့ပိုင်းဖြတ်ခဲ့ပါတယ်။ Dofran Mwingo ကတော့ Crocodile ရဲ့ခေါင်းကိုဖြတ်ခဲ့ပေမဲ့လည်းတဲအသီးကိုစားရတဲ့ Crocodile ကတော့တဲတွေကိုပြန်စုပြီးခေါင်းပြန်ပေါက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ2ယောက်သားထားချကြပါတော့တယ်။အဲ့ဒီချိန်မှာပဲ Luffy လည်းပြန်ပြီးတော့ထလာပါတယ်။ဒီတစ်ခါ Luffy ချက်ကြည့်တက်လာတော့ Aokiji နဲ့ထပ်တိုးပါတော့တယ်။ Aokiji ကလည်းရေခဲကြောင်းကျွေးလိုက်လို့ Luffy မှာရေခဲကြောင်းစားနေခဲ့ရပါတယ်။ဒီအချိန်မာကိုရောက်ရှိလာပြီးတော့ Aokiji ကိုပိတ်ကန်ပစ်လိုက်ပါတော့တယ်။မဆိတ်ပြူကြီးနဲ့အတူသူ့ရဲ့ဒုတိယတင်မောကြီးကိုဂျိုင်းရန်ကြီးကတဲလာခဲ့ပြီးတော့ Ace နာကိုအားလုံးနဲ့တူတူချင်းကပ်လာခဲ့ကြပါတယ်။ဂျိုင်းရန်ကြီးလည်းလေကျသွားတဲ့မော့ဆိတ်ပြူကြီးကခုန်ဆင်းလာခဲ့ပါတယ်။အားရောက်တာနဲ့သူ့ရဲ့ငလင်အစွမ်းတစ်ချက်နဲ့ရေတက်သားအယောက်100နီးပါးလောက်ကိုတခါလေးလွတ်ထွက်သွားအောင်လုပ်ခဲ့လိုက်ပါတယ်။အောက်ကီကြီးကမော့ဆိတ်ပြူကြီးကိုရေခဲတော့လုပ်ခဲ့ပေမဲ့လည်းမရခဲ့ပါဘူး။ဒီအချိန်ဂျိုဇူနဲ့ဒိုင်မွန်တိုက်ခိုက်ချက်ကိုထိမှန်ပြီးတော့တရားရခဲ့ရပါတယ်။လူဖီကလည်း Ace ကိုကယ်ဖို့အသေးအတန်စူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့ Ace ပို့ပြီးတော့နီးစက်လာလေပိုခက်ခဲလာလေဖြစ်နေပါတယ်။လူဖီကိုရေတက်ပုံမှုတွေကဝိုင်းပြနေခဲ့ပါတယ်။သူ့မြေကိုသူ့ရှေ့မှာဝိုင်းပြနေရမြင်နေရတဲ့ Greg ကတော့ဒေါသတွေထွက်နေခဲ့ပါတယ်။ဆန်ကိုကူကလည်းမင်းကရေတက်သားတယောက်နော်လို့ Greg ကိုတတိပေးနေခဲ့ပါတယ်။
ခီဇာတို့ကတော့လူဖီကိုမော့စိတ်ဖြူကြီးစီပိတ်ကန်လိုက်ပါတယ်လူဖီကအင်အားနဲ့ကောက်ခန့်နေပေမဲ့လည်း Ace ကိုကဲဖို့ဇွဲမလျှော့ပဲရုန်းကန်နေခဲ့ပါတယ်မော့စိတ်ဖြူကြီးကလူဖီကိုကုသပေးဖို့ပြောခဲ့ပြီးတော့သူကိုယ်တိုင်ကတော့တန်ရာရင်နဲ့တော့ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်ဒီအချိန်မှာပဲဗိုလ်ချုပ်ကြီးအကိုင်းနုနဲ့မော့စိတ်ဖြူကြီးကိုရေးဆိုင်တိုက်ခိုက်ကြပါတော့တယ်ဒီလိုနဲ့သူတို့နဲ့အပြန်အလှန်အပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်ရုတ်တရက်မာကိုက Ace ကိုကဲဖို့ပြန်တက်လာတဲ့အချိန် Greg ကတားဆီးခဲ့ပါတယ်ဒီအချိန်ခေတ္တသားအားလုံးကရေတက်ရဲ့သူရဲကောင်းဆိုတဲ့ဂုံပုတ်ကိုပြန်သတိရသွားခဲ့ကြပါတယ်အသီးသီးတိုက်ခိုက်နေကြတဲ့အချိန်မှာပဲလူဖီကတော့ Ivanko ကိုသူ့ရဲ့အစွမ်းနဲ့ကုဝေးဖို့အကူအညီတောင်းနေခဲ့ပါတယ်တစ်ဖက်မှာတော့ Ace ကစိတ်ပြက်လက်ပြက်နဲ့ငိုနေခဲ့ပါတယ်သူ့ကိုယ်သူအရှုံးတမလို့ကစားနေခဲ့ရပြီးတော့ဇဒေးရတဲ့တွေကတားမမလားဆိုပြီးတွေးနေခဲ့ပါတယ်တိုက်ခိုက်နေတဲ့မော့စိတ်ဖြူကြီးကလည်းအားနေလာပြီးတော့မာခိုကတော့ဒါကိုသတိထားမိခဲ့ပါတယ်ဓာတ်ထုတ်ခံထားရတဲ့အနာပိုဆိုးလာနေပြီဖြစ်လို့ပါမာခိုကတော့မော့စိတ်ဖြူကြီးကိုကူညီဖို့ကြိုးစားခဲ့ပေမဲ့ခီဇာတို့ကအနောက်ကနေအလေးတိုက်ခိုက်ခဲ့တာပါခံရပါသေးတယ်။မော့စိတ်ဖြူကြီးကလည်းအခိုင်နုရဲ့ချော်ရည်လက်တီးကြောင့်အပေးထက်ထိရိုက်ခဲ့ရပါတယ်။တစ်ဖက်မှာလည်းလူဖီကအကူအညီမရဘက်ကတောင်းနေခဲ့ပါတယ်။အီဗန်ကုတ်ကတော့မင်းခုလိုဆက်တိုက်ခိုက်နေမင်းခန္ဓာကိုမခံနိုင်မဲ့တည်သွားလိမ့်မယ်နော်လို့သတိပေးနေခဲ့ပါတယ်။ဒါပေမဲ့လူဖီကတော့ဂီယူမဆိုင်ပဲနဲ့ Ace ကိုကယ်ဖို့သာတက်ကြွနေခဲ့ပါတယ်။ဒီလိုနဲ့အီဗန်ကုတ်ကြောင့်လူဖီပြထလာပြီးတော့ Ace ကိုကယ်ဖို့ဆက်ကြိုးစားပါတော့တယ်။ရှစ်တသားတွေထက်ကဝိုင်းတားခဲ့ကြပေမဲ့လူဖီကတော့လက်မလျှော့ပဲနဲ့ဆက်တိုက်ခိုက်နေပါတော့တယ်။အီဗန်ကုတ်ကရေတသားအချို့ကိုအိပ်ပျော်အောင်လုပ်ခဲ့ပြီးတော့ဆက်သွားနေခဲ့ကြပါတယ်။ပြေးနေတော့ခိုဗီနဲ့လမ်းမှာလည်းတွေ့ခဲ့ပါတယ်။ခိုဗီကတော့လူဖီကိုမြင်ပြီးအရင်အချိန်တွေကိုအမှတ်ရနေတော့မှာပဲလူဖီကတော့မျက်နှာတက်ကိုထိုးချပစ်ခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားနေတော့ပစီဖီစတာတွေကနေပြီးတော့လူဖီကိုဝိုင်းခဲ့ကြပါသေးတယ်။ဒီလိုနဲ့မျောလင်းချက်မဲနေတဲ့အချိန်မှာပဲဘိုဝါဟန်ကထပ်ပြီးတော့လာခဲ့ပါတယ်။ငါအချက်ကိုထိရဲလူတွေတော်တော်လေးတင့်ရဲကြပါလား။အန်အိုပီရဲလို့ပြောပြီးတော့ပစီဖီစတာတွေကိုဖြင်းမာတော့တယ်။ဒီအချိန်မာကိုကတော့တယောက်တည်းဒုက္ခရောက်နေခဲ့ရပါတယ်။ရေတက်ကဒီအချိန်တွေကိုခွင့်ကောင်းယူပြီးတော့တန်ရန်ရနေတဲ့မော့စိတ်ဖြူကြီးကိုဝိုင်းတိုက်ခဲ့ကြပါတယ်။ဓာတ်တွေတနက်တွေအမြောက်တွေနဲ့ဘုံတွေရောဝိုင်းသုံးခဲ့ကြပြီးတော့မော့စိတ်ဖြူကြီးကတော့သူ့ရဲ့လှန်နဲ့ပဲတစ်ချက်တည်းရမ်းထည့်လိုက်တာရေတက်သားတွေကုန်လွတ်ထွက်သွားကြပါတော့တယ်။ဒီချိန်အားလုံးကကြောင်းလန့်ကုန်ကြတဲ့အချိန်မှာပဲဆန်ကိုကသူ့မှာတန်ရန်ရင်းနဲ့လို့သတိပေးခဲ့ပါတယ်။ဒီလိုနဲ့ရေတက်သားတွေကမော့စိတ်ဖြူကြီးကိုထောက်ဝိုင်းလိုက်ကြပေမဲ့ချင်းပေနဲ့မော့စိတ်ဖြူပင်လည်းတမျှအဖွဲ့ရလူတွေပါရောက်လာခဲ့ကြပါတယ်။ဆန်ကိုကတော့ Ace ကိုချက်ချင်းကွက်မြတ်ဖို့ထပ်ပြီးတော့အမိန့်ပေးခဲ့ပါတယ်။ဒီအချိန်မော့စိတ်ဖြူကြီးကကဲဖို့စူးစမ်းနေပေမဲ့လည်းသူ့ခန္ဓာကိုယ်ကဘလို့မှလှုပ်လို့မရခဲ့ပါဘူး။ဒီလိုနဲ့ Ace ကိုထပ်ကွက်မြတ်တော့မယ်အချိန်မှာပဲလူဖီကထောက်ပြီးတော့အော်လိုက်ပါတယ်။ဒီအော်ဒန်ထဲမှာကွန်ကာရာဟာကီတွေပါနေခဲ့ပါတယ်။လူဖီရဲ့ကွန်ကာရာဟာကီကြောင့်ကွက်မြတ်သမား2ယောက်နဲ့နီနာရေတက်သမားတော်တော်များပါသတိလစ်သွားခဲ့ပါတယ်။ရေတက်ကမုံမူကြီး3ယောက်ကပါအန်အားတင်သားခဲ့ရပြီးတော့လူဖီကိုအရင်ဖြည့်ရှင်းမှရမယ်ဆိုတာသိလိုက်ရပါတယ်။ Greg ကတော့သူ့မြေးဖြစ်နေတာမို့ကွန်ကာရာဟာကီတုံးတက်တာမဆန်းဘူးလို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့လူဖီတယောက်ပြေးနေတော့မှပဲလမ်းမှာ Ivanko နဲ့ထပ်တွေ့ရပါတော့တယ်။သူ့ဖွဲ့ဝေတွေအပြစ်စစ်ပွဲတွေကပင်လယ်ဓမြတွေအားလုံးလူဖီတို့အချိန်ဆွဲပေးခဲ့ကြဖို့အတွက်မော့စိတ်ဖြူကြီးကပြောခဲ့ပါတယ်။ဒီလိုနဲ့မော့စိတ်ဖြူပင်လယ်ဓမြအဖွဲ့နဲ့အတူလူဖီတို့ခြိတက်လာခဲ့ကြပါတယ်။ဒီအချိန်မှာပဲမီဟော့ကရောက်လာလို့မစ္စတာဝမ်နဲ့အတူခရကိုဒိုင်းတို့ရေဆိုင်ကြပြီးတော့လူဖီတို့ဆက်သွားစေခဲ့ပါတယ်။ဒီလိုနဲ့ H ရကွဲမဲ့စင်နာကိုရောက်လာတဲ့အခါမှာ Ivanko ကအင်နဇူမာကိုလူဖီအတွက်လမ်းခင်းပေးဖို့ပြောခဲ့ပါတယ်။အင်နဇူမာကလည်းသူ့ရဲ့ကက်ကြီးအဆန်းကိုတုံးပြီးတော့လမ်းခင်းပေးခဲ့ပါတယ်။လူဖီကလည်းခင်းမေးရတဲ့ H ရလမ်းကြောင်းပေါ်ကိုပြေးသွားနေတော့မှပဲအရှိမသူ့အဖိုးဖြစ်သူ Greg ကပိတ်ရဲလိုက်ပါတယ်။လူဖီတို့နောက်ဆုံးတားဆီးကသူ့အဖိုးကိုယ်တိုင်ပဲဖြစ်နေခဲ့ပါတယ်။ဒီအချိန်မှာပဲလူဖီနဲ့ Greg တို့မြေဖို့နေအောင်ငငယ်ကသူတို့ရဲ့အမှတ်တရလေးတွေကိုသတိရနေခဲ့ပါတယ်။လူဖီငငယ်က Greg နဲ့တူတူလေ့ကျင့်ခဲ့ကြပြီးတော့ Greg ကတော့သူ့မြေလေးကိုရေတက်သားဖြစ်စေခြင်းခဲ့တာပါ။ဒါပေမဲ့လူဖီကတော့ပေလက်တည်းများဖြစ်လာဖို့ပဲပြောနေခဲ့ပါတယ်။ Greg ကတော့သူ့ပြောစကားကိုဘယ်တော့မှလည်းနားမထောင်တဲ့မြေတရားကိုချစ်နေခဲ့ပါတယ်။ Greg ကတော့မင်းကိုဖျက်သားခွင့်ပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။လူဖီကလည်းဒီတစ်ခါတော့ဆက်သွားမှဖြစ်မယ်လို့ပြန်ပြောလိုက်ပါတယ်။သူတို့နှစ်ယောက်နီးကပ်လာတဲ့အချိန်မှာပဲ Greg ကလူဖီကိုထိုးတော့မယ့်အချိန်ကီယာဒူးနဲ့သူ့ဖို့ဖြစ်သူရဲ့မျက်နှာတက်တဲ့ကြီးကိုလူဖီကထိုးချပစ်လိုက်ပါတယ်။သူချစ်ရတယ်သူ့ရဲ့မြေးဖြစ်နေလို့သူကပဲလူဖီရဲ့လက်သီးရှိကိုမျက်နှာတက်တဲ့ကြီးနဲ့ဝင်ထိုးဝင်ခဲ့တာပါ။ဒီအချိန်အားလုံးကအန်အောနေခဲ့ကြပါတယ်။ Greg ကအရင်လို Marine of the Hero ဆိုတဲ့ခေါ်ပုံနဲ့မညီတော့ပဲတာမန်လူသားပဲရှိရတယ်လို့ပြောနေခဲ့ကြပါတယ်။လူဖီကနောက်ဆုံးမှာတော့ AC ကိုရောက်ခဲ့ပြီးတော့တောက်ဖွင့်ပေးဖို့ကြိုးစားနေခဲ့ပါတယ်။ဒီအချိန်မှာပဲဆန်ကိုကူကလည်းသူ့ရဲ့ဗုဒ္ဓအသွင်ကိုပြောင်းလိုက်ပြီးတော့လူဖီကိုတားဖို့ကြိုးစားပါတော့တယ်။တောက်ဖွင့်တော့မယ့်အချိန်ခီဇာတို့ကလေဆာနဲ့အဝေးကနေတော့ကိုပစ်လိုက်တာတော့ကြိုးရသွားခဲ့ပါတယ်။မစ္စတာတူကလူဖီကိုဘယ်ချိန်ဖြစ်ဖြစ်ကူညီမယ်လို့ပြောထားခဲ့ပါတယ်။အခုလိုမျောလင်းချက်မဲနေတဲ့အချိန်မှာတော့မစ္စတာ3ကိုပြောပြီးသူ့ရဲ့အစွမ်းနဲ့ဖျောင်းတော့တစ်ချောင်းဖန်တီးပေးခဲ့ပါတယ်။ဒီအချိန်ဆန်ကိုကူရဲ့လက်တီးချက်ကိုမြင်လိုက်ရတဲ့လူဖီကဘောလုံးလုတ်ပြီးတော့ Ace နဲ့မစ္စတာ3ကိုကာကွယ်ပေးခဲ့ပါတယ်။မစ္စတာ3ကလည်းလူဖီရဲ့ဘောလုံးအောင်မှာဖျောင်းကာနဲ့ Ace ကိုထပ်ကာကွယ်ပေးထားပါသေးတယ်။ဆန်ကိုကူလက်ချက်ချောက်ကွက်မျက်စင်ကြီးလည်းကြိုးကျသွားခဲ့ရပါတယ်။တာ3ကဖျောင်းတော့တစ်ချောင်းဖန်တီးပြီးတော့လူဖီစီကိုပြစ်ပေးခဲ့ပါတယ်။လူဖီကတော့ကိုဖွင့်ပေးပြီးရတယ်။ငါစကားကိုအမြဲတမ်းဘာလို့နားမထောင်ရလဲလို့လူဖီကို Ace ကဆိုနေခဲ့ပါတယ်။
မော်ဆက်ဖြူပင်လယ်ဓမြတွေအားလုံးပျော်ရွှင်နေကြပြီးတော့ Ace လို့ပြေးဟေးလို့အော်ဟစ်နေကြပါတယ် Ace နဲ့ Luffy တို့နှစ်ယောက်အပြန်လမ်းမှာရေတပ်သားတွေနဲ့ရင်ဆိုင်ရပါတော့တယ်ဆက်သွားနေတော့အာဂီကြီးနဲ့ထိတ်တိုက်တိုးပါတော့တယ်ရှေကဲရဲ့အားနဲ့ချက်ကအပူတန်းဖြစ်တာမလို့မီးဖြစ်တဲ့ Ace ကအသာစီးရခဲ့ပါတယ်ဆန်ကိုကူကတော့ဒီဖြစ်ရက်ကိုရေတပ်ရဲ့ခေါင်းသိက္ခာကြတယ်ဆိုပြီးတော့ဒေါသထွက်နေခဲ့ပါတယ်မော်စိတ်ဖြူကြီးတို့ရဲ့တင်မောနဲ့သူ့ဖွဲ့သားတွေနဲ့အတူဘယ်မှမသိဘူးလွတ်ထွက်လာတဲ့မော်စိတ်ဖြူကြီးကဒါကိုလက်ထွက်ထဲနဲ့တားခဲ့ပါတယ်ဒီချိန်မော်စိတ်ဖြူကြီးရဲ့သူ့ရေတပ်ကိုတားထားမှဖြစ်လို့မင်းတို့အကုန်ထွက်ပြေးကြလို့အမိန့်ပေးခဲ့ပါတယ်ဒီလိုနဲ့ White Beard လည်းသူ့ရဲ့ငလင်းလက်သီးတစ်ချက်နဲ့ရေတပ်သားတွေကိုစောင့်ထိုးလုပ်ပြေးခဲ့ပါတယ်ချမ်းသာအာနာဂုံတိတ်ခတွေအတွက်မဟုတ်ဘဲနဲ့ဗီသားစုတစုအတွက်သာအသက်ဆုံးပြီးတိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်White Beard ကလည်းဆက်လက်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Ace ကတော့အားလုံးရဲ့အသက်ဆုံးမှုတွေနဲ့မော်စိတ်ဖြူကြီးရဲ့အားထုတ်မှုတွေအတွက်ပါဒူးထောက်ပြီးတော့ကျေးဇူးတင်စကားပြောနေခဲ့ပါတယ်ဒီလိုနဲ့ Luffy, Ace နဲ့ Jinbei တို့ဆက်သွားနေတော့မှပဲအခိုင်နူနဲ့ထပ်တွေ့ပါတော့တယ်အခိုင်နူကလည်းမော်စိတ်ဖြူပင်လယ်ဓမြတွေနဲ့မော်စိတ်ဖြူကရန်ရမှာငတုံးတွေလို့လှောင်နေခဲ့ပါတယ်Ace ကတော့ဒေါသထွက်သွားခဲ့ပြီးတော့ချော်ရည်နဲ့မီးဖြစ်တာမို့ထိခိုက်ပူကောင်းမှုနဲ့ချော်ရည်ကပဲအနိုင်ရခဲ့ပါတယ်ဒီအချိန် Luffy ကလှုပ်မြဖြစ်နေခဲ့ပြီးတော့အခိုင်နူကဒါကိုအခွင့်ကောင်းယူပြီးသူ့ရဲ့ချော်ရည်လက်တီးနဲ့ထိုးပါတော့တယ်ချော်ရည်လက်တီးရဲ့ Luffy ကိုထိတော့မယ့်အချိန်မှာ Ace ကဒီထိုးချက်ကိုဝန်ခံခဲ့ပါတယ်ဒီတိုက်ခိုက်ခက်ကိုဝန်ခံလိုက်တဲ့ Ace ကတော့ရင်ဘတ်မှာအပေါက်ကြီးဖြစ်သွားခဲ့ရပါတယ်ဒီအဖြစ်အပျက်ကအားလုံးအရန်ဒေါသထွက်သွားစေခဲ့ပါတယ်လူတိုင်းမှာအခိုင်နူကိုဝိုင်းတိုက်ကြပေမဲ့ Logia user အခိုင်နူကတော့ဘာမှမဖြစ်ခဲ့ပါဘူးAce ကိုတက်ပြီးတာတော့မကျင်နဲ့သေးပဲနဲ့အခိုင်လူတစ်ယောက်က Luffy ကိုထပ်ပြီးတော့တိုက်ခိုက်ခဲ့ပါတော့တယ်ဒီအချိန်ဂျီမင်ရောက်လာပြီးတော့ဒီတိုက်ခိုက်ခွက်ကို Luffy ရဲ့အရှိန်နဲ့ဝင်ကာခဲ့ပါတယ် Grad တစ်ယောက်ကတော့ Ace ကိုတက်တဲ့အခိုင်လူစီကိုတွားနေခဲ့ပါတယ်လမ်းမှာဆန်ကိုကူကဝင်ထားခဲ့ပြီးတော့ Grad ကတော့ငါ့ကိုမတားနဲ့သူ့ကိုအခုတက်ပြစ်မယ်လို့ပြောနေခဲ့ပါတယ်ဒီအချိန် Luffy က Ace ကိုဖတ်လိုက်ပြီးတော့အစင်ပြေလား Ace ကပြောပါအောင်လို့ပြောခဲ့ပါတယ် Ace ကတော့ Luffy ကတောင်းပန်ပါတယ်လို့ပဲပြန်ပြောခဲ့ပါတယ် Luffy ကတော့လူတိုင်းကိုကူညီတောင်းနေခဲ့ပေမဲ့လည်းAce ရဲ့ထိုင်ရာအတွင်းအင်္ဂါတချို့မရှိတော့တဲ့အပြင်အခုထိပါလောင်ကျွမ်းနေပါသေးတယ်။ဒါကြောင့် Ivago ကိုယ်တိုင်ရောဘယ်သူမှပါ Ace ကိုကယ်လို့မရတော့ပါဘူး။ Luffy ရဲ့စိတ်ထဲမှာတော့အရင်တုန်းက Ace နဲ့အမှတ်တရတွေကိုသတိရနေခဲ့ပါတယ်။ Ace ကတော့လူတိုင်းရဲ့မေတ္တာကိုရရှိခဲ့ပြီးတော့နောက်နောက်ရစရာမရှိတဲ့ဘဝတစ်ခုမှာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Luffy ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီလိုနဲ့ Ace ရဲ့နောက်ဆုံးအချိန်မှာ Luffy ရဲ့လက်ထဲမှာဖြစ်နေခဲ့ပါတယ်။အားလုံးကလည်းဝမ်းနည်းပြီးတော့ငိုယိုနေခဲ့ကြပါတယ်။လူဖီကတော့သူ့ကိုတရားအခုလိုအဆုံးရှုံးခံလိုက်ရတာကိုလက်မခံနိုင်ပဲနဲ့စိတ်ပြတ်ရင်းနဲ့သတိလစ်သွားခဲ့ပါတယ်။အခွင့်အရေးကိုချောင်းနေတဲ့အခိုင်လူကတော့လူဖီကိုထပ်ပြီးတော့တိုက်ခိုက်လာပါတော့တယ်။ဒီအချိန်မှာကိုရောက်လာပြီးတော့လူဖီကိုကာကွယ်ပေးခဲ့ပြီးအားလုံး Ace အစားလူဖီကိုကာကွယ်ပေးကြဖို့အမိန့်ပေးခဲ့ကြပါတယ်။ရုတ်တရက်မော့စိတ်ဟူကြီးရောက်လာပြီးတော့အခိုင်လူရဲ့အနောက်ကနေငလင်လက်တီးကျွေးခဲ့ပါတယ်။အခိုင်လူကပြန်ထလာပြီးတော့မော့စိတ်ဟူကြီးကိုလည်းချော်ရည်လက်တီးပြန်ကျွေးလိုက်ပါတယ်။မော့စိတ်ဟူကြီးကအခိုင်လူရဲ့အင်ဂျီကိုကန်ပြီးတော့လေပေါ်မြောက်တင်လိုက်ပါတယ်။ Ace အတွက်ကလစားပြန်ချေဖို့ပြန်ကြလာတဲ့အခိုင်လူကိုမြေကြီးတဲ့အကွဲတဲ့ထိပါငလင်လက်တီးထက်ကျွေးပြလိုက်ပြန်ပါတယ်ဒီလိုနဲ့အခိုင်လူတယောက်6ထဲပြုတ်ကျသွားခဲ့ပါတယ်ဒီလက်သီးချက်ကြီးဟာစစ်မီပြင်းကြီးကိုပါနှစ်ချမ်းကွဲသွားစေခဲ့ပါတယ်မာကိုကတော့အခြေအနေမကောင်းတဲ့မော့စိတ်ဖြူကြီးအတွက်စိတ်ပူနေခဲ့ပါတယ်မော့စိတ်ဖြူကြီးကတော့နောက်ဆုံးချိန်ထိသူ့ကိုထားခဲ့ပြီးအလုံးထွက်သွားကြဖို့အတွက်အမိန့်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ဂျင်မီကလူဖီကိုတည်ပြီးပြေးနေတယ်မှာပဲမော့စိတ်မဲပင်တဲ့ဓမြတွေမော့စိတ်ဖြူကြီးအနားမှာပေါ်လာခဲ့ပါတယ်မော့စိတ်မဲကိုတွေးလိုက်ရတဲ့မော့စိတ်ဖြူကြီးကတော့တစ္ဆာဖောက်ကိုရှင်းပစ်ဖို့ကြိုးစားပါတော့တယ်မော့စိတ်မဲပင်တဲ့ဓမြတွေရှိတဲ့ဘက်ကိုငလင်လိုင်းလုံးနဲ့ပစ်ခဲ့ပြီးတော့မော့စိတ်မဲပြန်ထလာပြီးသူ့ရဲ့အမှောင်ဆွမ်းအားကိုစသုံးပါတော့တယ်မော့စိတ်ဖြူကြီးရဲ့ငလင်ထိုးချက်တိုင်းကိုသူ့ရဲ့အမှောင်ဆွမ်းအားနဲ့အားလုံးကိုအေးဆေးဆုပ်ယူပစ်လိုက်ပါတယ်မော့စိတ်ဖြူကြီးကလည်းသူ့ရဲ့ဓာတ်နဲ့ခုတ်ချလိုက်ပြီးတော့လဲကျသွားတဲ့မော့စိတ်မဲရဲ့လေဘင်းကိုညှစ်ကငလင်အားနဲ့ဖောက်ခွဲခဲ့ပါတယ်ဒီလိုဒဏ်ရာတွေနဲ့အခြေအနေတွေမှာတော့မော့စိတ်မဲကရုန်းကန်ပြီးပြန်ထလာခဲ့ပါတယ်ဒီအချိန်မော့စိတ်ဖြူကြီးအနားကိုကတ်လာခဲ့ပြီးတော့ထိုးဖို့လုပ်နေတော့မှပဲမော့စိတ်မဲပင်လေဓမြတွေကတက်နက်တွေနဲ့အဆက်မပြတ်ဝိုင်းပစ်ခဲ့ကြပါတယ်မာကိုနဲ့မော့စိတ်ဖြူပင်လေဓမြတွေအားလုံးကဒီဖြစ်ရက်ကိုဒဏ်ရာတွေကြောင့်ဘာမှမလုပ်နိုင်ပဲထိုင်ကြည့်နေခဲ့ရပါတယ်တက်နက်တွေအဆက်မပြတ်ပစ်တာရက်လိုက်တဲ့အချိန်မော့စိတ်ဖြူကြီးကအသက်ရှင်နေသေးတော့အားလုံးအံ့ဩကုန်ကြပါတယ်ဒီအချိန်မော့စိတ်ဖြူကြီးနဲ့ဂိုလီတို့ကြတော့စကားပြောရင်းတောက်စားနေခဲ့ကြတဲ့အချိန်ကိုတတိယသွားခဲ့ပါတယ်နာမည်မှာဒီပါတဲ့လူတွေရဲ့အကြောင်းနဲ့ One Piece အကြောင်းပြောနေခဲ့ကြပါတယ်ဒီပါတဲ့လူတွေကအလွန်ထူးချွန်ကြပြီးတော့ကဘာကြီးကိုကယ်တင်မဲ့လူတွေပဲဖြစ်ပါတယ်။မော့စိတ်ဖြူကြီးလည်းအရင်ကမတ်ရှယ်တီတီချ်လို့တီးခဲ့ကြပြီးတော့အခုတော့အဲ့လူကမန်ဂီဒီလူပြီးဖြစ်နေမဲ့သဘောပေါက်သွားခဲ့တယ်။မော့စိတ်ဖြူကြီးမသိရင်One Pieceကတကယ်ရှိတယ်လို့စစ်မြေပြင်တစ်ဝိုက်ကိုအော်ပြောခဲ့ပါတယ်။ဒီသတင်းကသူ့နောက်တစ်ဝိုက်ကလူတွေပါမကပါဘူး။တစ်ခွာလုံးမှာရှိတဲ့လူတွေကအံ့ဩသွားစေခဲ့ပါတယ်။အဲ့ဒါပြီးတာနဲ့မော့စိတ်ဖြူကြီးတယောက်ကလည်းမတက်ရက်ပြီးတော့တည်သားခဲ့ပါတယ်။မော့စိတ်ဖြူကြီးတယောက်တိုက်ပွဲတစ်ယောက်ထိုင်ရနေအများကြီးရခဲ့ပေမဲ့နောက်ကျောမှာတော့ဘာထိုင်ရမှမရခဲ့ပါဘူး။ဒီအချိန်လူတိုင်းဘာမှမလုပ်နိုင်ကြဘဲနဲ့ထွက်ပြေးကြပါတော့တယ်
စိတ်မဲကတော့တင်နေတဲ့မုတ်စိတ်ဖြူကြီးရဲ့အလောင်းကိုအမဲအောင်ပိတ်စာကြီးနဲ့အုပ်လိုက်ပါတယ်ဒီအချိန်ဂျင်ဘေကလူဖီကိုကယ်ပြီးပြေးနေတော့မှာပဲအခိုင်လူကအသက်ရှင်နေသူတို့ရဲ့အချိန်မှာပေါ်လာပါတယ်အခိုင်လူကလူဖီကိုပြစ်မှတ်ထားနေသေးပါပဲဒီအချိန်အီဗန်ကွတ်တို့ရောက်လာပြီးတော့ကယ်ဖို့ကြိုးစားကြပါတော့တယ်တစ်ဖက်မှာလည်းမုတ်စိတ်မဲကပိတ်စာအမဲကြီးတွေကနေထွက်လာပြီးတော့သူ့ရဲ့အမှောင်စွမ်းအင်ရောမုတ်စိတ်ဖြူကြီးရဲ့ငလင်စွမ်းအားကိုပါတုံးပြခဲ့ပါတယ်ဒီဖြစ်ရကလူတိုင်းအောင်အော်တင်စင်ခဲ့ပါတယ်လူတစ်ယောက်ကဒီဘက်ဖလူတစ်လုံးကိုပဲစားနိုင်မှာဖြစ်ပြီးတော့တစ်လုံးနဲ့ပူစားခဲ့ရင်တေးသွားမှာပါမောက်စိတ်မဲကြီးဘယ်လိုလုပ်ခဲ့တာလဲဆိုတဲ့မိကုန်းနဲ့လည်းထွက်လာခဲ့ပါတယ်မောက်စိတ်မဲရဲ့ငလင်လက်တီးကြောင့်ရေတက်လဲဆောက်ထိုးဖြစ်ရပြန်ပါပြီရုတ်တရက်ဆန်ဝကူကမောက်စိတ်မဲနဲ့ပင်လယ်ဓမြတွေကိုတိုက်ခိုက်ခဲ့ပါတယ်ရေတက်သားတွေအားလုံးလည်းမျောလေးချက်ပြန်ပြီးရှိလာခဲ့ပါတယ်ဒီအချိန်အခိုင်အနဲ့တိုက်ခိုက်နေတဲ့အီဗန်ကွတ်တို့လည်းတရားလေးနဲ့ဆက်ပြီးတော့တောက်မခံနိုင်ကြတော့ပါဘူးချင်းမေကလည်းလူဖီကိုတည်ပြီးတော့ပင်လယ်ထဲကိုခုန်ဆင်းလိုက်တဲ့အခါမှာတော့အော်ကီဂျီနဲ့အတူရေခဲမြစ်ကြီးခဲနေတာကိုတွေ့လိုက်ရပါတော့တယ်ဒီလိုနဲ့အခိုင်လူခုန်တက်လာပြီးတော့ချင်းမေရဲ့ကြောဘက်ကိုထိုးဖောက်ခဲ့ပါတယ်လူဖီနဲ့ဂျင်မေတို့နှစ်ယောက်တန်ရာတွေအပြည့်ထန်ရနေခဲ့ပြီးတော့လူဖီရဲ့ကောင်အုပ်ထောက်ကပြုတ်တက်ကြံခဲ့ပါတယ်ဂျင်မေတယောက်ညှော်လေးချက်မဲ့နေတော့မှာပဲခွက်ကိုတိုင်းဟာအခိုင်နုရဲ့ခါကိုတဲရည်နဲ့ဖြတ်လိုက်ပါတယ်ပြီးတာနဲ့လူဖီတို့ကိုတဲမုံတိုင်းနဲ့တွန်းပို့ပြီးတော့ကဲခဲ့ပါတယ်ဒီလိုနဲ့ဘက်ကီရှိရာကိုရောက်သွားပြီးတော့အခိုင်နုတယောက်အောက်ကနေလှမ်းထိုးနေပါတော့တယ်ဒီချိန်မုတ်စိတ်ဖြူပင်တဲ့ဓမြအဖွဲ့ရောက်လာပြန်ပြီးတော့အခိုင်နုကိုဝိုင်းတကြပါတော့တယ်ဒီလိုနဲ့ဘက်ကီတို့လေလင်းနေကြတဲ့အချိန်မှာပဲရင်ကုန်တင်မော်တစီရောက်လာပြီးတော့အထက်ကနေ traffic ကလောထွက်လာခဲ့ပါတယ်လူဖီကိုသူ့စီအက်ခဲ့ဖို့ပြောပြီးတော့ဘက်ကီကတော့မင်းကိုဘာလို့ရောင်းရမှာလဲကွာလို့ပြန်ပြောခဲ့ပါတယ်။ဘာလို့ဆို तू ကဆရာဝန်တယောက်ဖြစ်ပြီးတော့လူဖီနဲ့လည်းတငယ်ချင်းတွေဖြစ်ခဲ့ကြလို့ပါ။တစ်ချိန်တည်းမှာပဲဆန်ကူကူနဲ့မော့စိတ်မဲတို့တိုက်ခိုက်နေကြပါတယ်။မော့စိတ်မဲကတော့သူ့ရဲ့ငလင်အစွမ်းအောင်စမ်းသပ်နေခဲ့ပါတယ်။ဂရက်ကလည်းတိုက်ခိုက်ဖို့ကြိုးစားနေခဲ့ပါတယ်။ရုတ်တရက်မော့စိတ်မဲရဲ့ငလင်စွမ်းအားနဲ့ပင်လယ်ပြင်ကြီးကိုပါတောက်ထိုးလုပ်နေပြန်ပါပြီ။ဒီအချိန်ခိုဘီကတော့လူတွေရဲ့ငိုကြွေးတန်နေနဲ့မိသားစုတွေနဲ့ခွဲရမှကြောက်နေတဲ့လူတွေရဲ့အတန်တွေကိုကြားနေခဲ့ရပါတယ်။ဒီတိုက်ပွဲကဘာအတွက်လဲလူတွေရဲ့အသက်တွေကိုဘာလို့စတေးနေရလဲလို့တယောက်တည်းမိဖို့နေထုတ်နေခဲ့ပါတယ်အလောင်းနေနဲ့ဒဏ်ရာနေရတဲ့လူတွေမြင်နေရတဲ့ခိုဘီကတော့လုံးဝစိတ်ထိခိုက်နေပါတယ်ဘက်ကီကလောကိုတန်တရားဝင်နေတော့မှပဲခီစာတို့ကနေပြီးတော့လေစာနဲ့လှမ်းပစ်လို့မတက်တာပဲအက်ခဲလိုက်ရပါတော့တယ်တင်းမောပေါ်ရောက်သွားပြီးတော့မကျင်တဲ့သေးပဲနဲ့အခိုင်နုတယောက်တင်းမောကိုလှမ်းဖြတ်စီးဖို့လုပ်နေတော့မှပဲခိုဘီကဂျားနဲ့ဝင်ထားခဲ့ရပါသေးတယ်ဒီတိုက်ပွဲကလူတွေအများကြီးတိတ်နေကြပြီးတော်ကြပါတော့လို့ခိုဘီကပြောခဲ့ပေမဲ့အခိုင်နုကတော့မင်းဘသူဖြစ်ဖြစ်အရေးမကြီးဘူးဆိုပြီးလက်တီးနဲ့ထိုးပါတော့တယ်အဲ့ဒီအချိန်မှာပဲရှန့်ရောက်လာပြီးတော့သူ့ရဲ့ဓာတ်နဲ့ချော်ရည်လက်တီးချက်ကိုတားခဲ့ပါတယ်ရှန့်ရဲ့အဖွဲ့ဝင်ဗန်ဘက်မန်ကလည်းဒီစာတွေကိုလက်မြောက်ထားလှုပ်ရင်ပြစ်မယ်လို့ပြောခဲ့ပါတယ်ရှန့်ကလူဖီရဲ့ကောက်ရိုးအုပ်ထုပ်ကိုကောက်လိုက်ပြီးတော့ဒီစစ်ပွဲကိုရပ်ဖို့ငါရောက်လာခဲ့တာလို့ပြောခဲ့ပါတယ်ရှန့်ကလည်းလက်ရှိ4 in ပါတွေကတယောက်ဖြစ်ပြီးတော့မနေ့ကမှ4 in ပါတွေကပဲတယောက်ဖြစ်တဲ့ခိုင်ရိုနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်ရှန့်ကကောက်ရိုးအထုပ်ကိုဘက်ကီစီပစ်ပေးလိုက်ပါတယ်လူဖီကိုပြန်ပေးဖို့တောင်းဆိုခဲ့ပြီးတော့ကုညီရင်ပျောက်ဆုံးနေတဲ့ရေရနာမြေပုံပေးမယ်လို့ပြောခဲ့ပါတယ်ဘက်ကီကလည်းလော်ရိုကိုပြန်ပေးပြီးတော့လူဖီကိုပြန်ပေးဖို့ပြောခဲ့ပါတယ်ဒီလိုနဲ့လော်ရိုတင်မော်ရေအောက်ထဲကိုထိုးဆင်းသွားခဲ့ပါတယ်အာအိုကီဂျီကတော့လက်မလျှော့သေးဘဲနဲ့ရေခွဲတွေနဲ့ဒုက္ခလိုက်ပေးခဲ့ပေမဲ့လွတ်မြောက်သွားခဲ့ကြပါတယ်ရှန့်ရောက်လာတော့ဒီစစ်ပွဲကအများကြီးပြောင်းလဲသွားခဲ့ပါတယ်ဘက်ကီနဲ့ရှန့်တို့ကငယ်ငယ်ချင်းတွေဖြစ်တာမို့ဘက်ကီကရှန့်ကိုပျောက်ဆုံးနေတဲ့ရနာမျိုးပုံပေးမယ်ဆိုတော့အလိညာပါဆိုပြီးဆဲဆိုနေခဲ့ပါတယ်ဒါကိုမြင်သွားတဲ့ဘက်ကီရဲ့လက်အောက်ငယ်သားတွေကလည်း4 in ပါတွေကတယောက်ကိုဆဲဆိုနေလို့အထင်ကြီးစွတ်ကြီးနေကြပါတော့တယ်ဒီအချိန်မီဟိုကနောက်ပြန်လှည့်သွားပြီးတော့ရှန့်နဲ့တိုက်ဖို့ငါတာဝန်မဟုတ်ဘူးလို့ပြောသွားခဲ့ပါတယ်ဒီလိုနဲ့ရှန့်တို့အဖွဲ့ဆက်လျှောက်လာပြီးတော့တိုက်ခိုက်ချေသေးတဲ့လူထွက်လာခဲ့ငါတို့တိုက်ပေးမယ်ဆိုပြီးပြောခဲ့ပါတယ်ရှေတက်သားတွေအားလုံးလည်းအံ့ဩသွားကြတာပေါ့မောက်စိတ်မဲကလည်းငါလိုချင်တာရပြီလို့ပြောပြီးထပ်သွားခဲ့ပါတယ်ရှန့်ကအေးစနဲ့မောက်စိတ်ဖြူကြီးတို့ရဲ့အလောင်းတွေကိုသူတည်တောင်းမှာဖြစ်ပြီးတော့စစ်ပွဲကိုဒီနေရာမှာရပ်ဖို့ဆန်ကူကိုပြောခဲ့ပါတယ်ဆန်ကူကလည်းသဘောတူလိုက်ပါတယ်မောက်စိတ်ဖြူကြီးနဲ့အေးတို့ရဲ့အလောင်းတွေကိုမာကူစီကိုအပ်ခဲ့ပြီးတော့စစ်ပွဲကအခုအဆုံးသတ်ပြီလို့ရေသားတွေကိုအမိန့်ပေးလိုက်ရင်းနဲ့ပဲဒီဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာဒီဗီဒီယိုတွေကမောက်စိတ်မဲရဲ့အမှောင်တီးအကြောင်းကိုပရိသတ်ကြီးရောဘယ်လိုထင်လဲ comment မှာအကြံပေးခဲ့ကြပါဦးအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြားနှိမ့်သက်တယ်ဆိုရင်တော့ like လေးလုပ်သွားပြီးတော့ဒီလိုဗီဒီယိုလေးတွေအမြဲတင်ဆက်ပေးနေတာမလို့အမြဲကြည့်ချင်တယ်ဆိုရင် subscribe လေးလည်းလုပ်သွားခဲ့ကြပါဦးဗျာကြားနှိမ့်သက်တဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်ဗျာအဆုံးလေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ